ဒီအမျိုးသမီးကတော့ကိုရီးယားနိုင်ငံမှာကိုယုံကြည်မှုအ ਨੇ ဆုံးနဲ့စိုးရိမ်စိတ်အလွန်ကဲဆုံးဇနီးတန်တူဦးပဲဖြစ်ပါတယ်။သူမဟာတနေ့ကိုခင်မွန်ဖြစ်ဖြစ်စီအချိန်ပေါင်း100ကျော်အထိဖုန်းခေါ်ဆိုနေရတာပါ။ခင်မွန်ဖြစ်သူအလုပ်ခွင်နဲ့ရောက်သွားလာတနာရီပဲရှိသေးပေမယ့်သူမစီကလာထားတဲ့ဖုန်းခေါ်ဆိုမှု Miss Course ပေါင်း3ချိန်တောင်ရှိနေပါပြီ။လူကိုမွေးချစေမဲ့ဒီလိုမျိုးဆက်ဆိုင်ခြင်းရဲ့နောက်ွယ်မှာဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာပြုလဲမှုတွေနဲ့မိခိုးမှုတွေရှိနေမလဲ။ခင်မွန်ဖြစ်သူဟာကားပြင် workshop တစ်ခုမှာတနေ့လုံးကားတွေကိုအလုပ်ရှုပ်ခံပြီးပြင်ဆင်ပေးရတဲ့အလုပ်ကိုလုပ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဇနီးတွေကတော့သူမရဲ့ရင်ထဲကစိုးရိမ်စိတ်တွေပြပြောက်ပြီးစိတ်သက်သာရရောက်တော့သူစီကိုအချိန်ချင်းအဖန်ဖန်ဖုန်းဆက်နေခဲ့တာပါ။ကားပြင်ဆိုင်မှာတော့အလုပ်လုပ်နေချိန်ဖုန်းမကန်ရဆိုတဲ့စီကံရှိတာကြောင့်ခင်မွန်ဖြစ်သူဟာဖုန်းကို silent အတန်ပိတ်ထားရုံကလွယ်လို့ဘာမှမတတ်နိုင်ရှာပါဘူး။သူမကတော့တစ်ဖက်ကနေဖုန်းမကန်မချင်းအခါပြန်ခေါ်ဆိုနေခဲ့ပါတယ်။ဖုန်းမကန်လေးသူမရဲ့စိုးရင်တော့ကတွေကတိုးလာလေးဖြစ်ပြီးခင်မွန်ဖြစ်သူရဲ့အတန်ကိုကြားရမှာစိတ်အေးရမှာမို့လို့သူမရဲ့လက်ချောင်းလေးတွေကဖုန်းခေါ်ဆိုမှုကိုပဲထက်ခါတလဲနှိမ့်မိပါတော့တယ်။ခင်မွန်ဖြစ်သူနားချင်ကြလို့ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့73ချိန်တောင်ဝင်ထားတဲ့ဖုန်းတွေကိုမြင်ပြီးရန်နေထိတ်ခနဲ့ဖြစ်သွားခဲ့ရပါတယ်။သူချက်ချင်းပဲဖုန်းပြန်ခေါ်ပေမဲ့ဇနီးတွေကတော့သူ့စကားကိုနားမထောင်ပဲဖုန်းကိုတန်းချပြလိုက်ပါတော့တယ်။တကယ်တမ်းမှာ workshop ပထေးကလည်းဒီလိုခဏဖုန်းလာနေတာကိုစိတ်ပြတ်မိပြီးခင်မွန်ဖြစ်သူကမကြာခဏစူပူချိန်မောက်လေးရှိပါတယ်။ခင်မွန်ဖြစ်သူကတော့မိမိအလုပ်ကိုတံပိုးထားတာကြောင့်ဘာမှပြန်မပြောပဲအောက်အီးတီးတိုင်ခဲ့ရပါတယ်။ခင်မွန်ဖြစ်သူည9နာရီအထိအချိန်ပိုဆင်းရမယ်ဆိုတာကိုသိသွားတဲ့အခါဇနီးတန်ဟာဖုန်းထဲကနေဝမ်းနဲ့တော့တာထွက်ပြီးတောက်လျှောက်ကြည့်ကြပါတော့တယ်။ခင်မွန်ဖြစ်သူကတော့စိတ်မပြတ်ပဲတက်ပြင်းချကဇနီးတွေကိုစိတ်ရှိရလက်ရှိနဲ့အသားရချော့ပြူရှာပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ခံစားချက်တွေကပိုပြီးတော့ထိန်းမနိုင်သိမရောက်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ workshop တထဲကတီးမခံတော့ပဲဖုန်းကိုလှမ်းယူပြီးသူမကိုငေါ့ငံပါတော့တယ်။အမျိုးသမီးလေးဟာချက်ချင်းပဲဝမ်းပဲပလက်မှုချလိုက်ပြီးသူမရဲ့ဖုန်းကိုတထဲစီပေးလိုက်ရမလားဆိုပြီးခင်မွန်ဖြစ်သူဟိုပါအဖြစ်ပုံချပါတော့တယ်။အဲ့ဒီချိန်ပါပဲသူတို့ရဲ့ကလေးငယ်2ယောက်လည်းတယောက်ပြီးတယောက်အော်ညီကြတာကြောင့်အိမ်ထဲမှာတကယ်ကိုပရိုနဲ့ရန်နာစရာကောင်းလာပါတယ်။ခင်မွန်ဖြစ်သူခင်ဗျာဖုန်းထဲကနေဇနီးတွေကိုလည်းချော့ရတယ်လို့အကင်မလေးတထဲကိုကုန်းမှုချပြီးတောင်းပန်ရရှာပါတယ်။အမှန်တော့သူမဟာအကြောင်းမရှိပဲကြီးကြနေတာမဟုတ်ပါဘူး။ကလေးနှစ်ယောက်ကိုပြုစုပြောထောင်ဖို့အတွက်သူမဟာပြန်မလူမှုပတ်ဝန်းကျင်အားလုံးနဲ့အဆက်အသွယ်ဖြတ်တော်လာဖြစ်လို့ခင်မောဖြစ်သူကသူမအတွက်တခုတည်းတော့စိတ်ပိုင်းဆိုင်တာမိကိုဖြစ်နေလို့ပါည9နာရီမှာခင်မောဖြစ်သူကသူမအခိုင်ဆုံးဆူရှိမုံလေးကိုဝေပြီးအိမ်ရောက်လာခဲ့တာလေသူကမြင်လိုက်တဲ့အခိုင်ထိုးမှာသူမရဲ့ဒေါသအားလုံးနှင်းပြော်တယ်လို့ပြောခွင့်ရပြီးပျော်ရွှင်စွာနဲ့အတူတူစားတော့ကြပါတယ်သူမကခင်မောဖြစ်သူကိုဝန်ခံပါတယ်သူမအနေနဲ့တိထပ်ပိုကောင်းတဲ့ဇနီးတဲ့တူချွတ်ချင်တာကဒါပေမဲ့စိတ်ကိုမထိန်နိုင်လို့ပါတယ်ခင်မွန်ဖြစ်သူကတော့သူမကိုကျင်းနာစွာနဲ့ဖတ်ထားပေးခဲ့ပါတယ်အလူခွင်မှာဖုန်းနေကြောင်လွတ်ပြရတယ်လို့တထေးစီမိုင်းလည်းအဆူခံရပေမဲ့သူဟာဇနီးတဲ့ဘောဘယ်တော့မှအဖြစ်မတင်ခဲ့ပါဘူးသူ့ရဲ့နူးညံ့တဲ့ပြုစုဆောက်ရောက်မှုတွေထားသစင်သူမရဲ့ရင်းနယ်ကအထီးတိုင်းဆိုင်မှုတွေကိုဖြည့်ဆည်းပေးပြီးစိတ်တက်ကြယောဂကိုတိုက်ခိုက်နိုင်ဖို့ခွန်အားတွေပေးခဲ့ပါတယ်ဒီလိုမျိုးအပြက်အလန့်စာနာနားတယ်ပြီးတီးတန်နေတာဟာအိမ်တော်ကြီးတစ်ခုရဲ့အကောင်းဆုံးပုံရိပ်ပဲဖြစ်လိုက်ပါလိမ့်မယ်အကယ်၍မိတ်ဆွေတို့ဒါအဲ့ဒီခင်မွန်ရဲ့နေရာမှာဆိုရင်ဒီလောက်အထိအမြဲတမ်းတကောက်ကောက်မိခိုတဲ့အိမ်တော်ရင်းမျိုးကိုတီးတန်နိုင်ကြသလား